အားလုံးပဲမင်္ဂလာပါကမ္ဘာရွှေ HUSD ကို analyze လေးလုပ်သွားချင်ပါတယ်ဒီနေ့ကမ္ဘာရွှေရပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့အပတ်ကပေါ့နော်ကျွန်တော်တို့ဒီ strong bullish ခံနေနဲ့လုံးဝအတက်အားပြခဲ့တာပေါ့နော်ဒီပြီးခဲ့တဲ့ကြာသပတေးတောက်ချာမှာဆိုရင်လုံးဝဒီ bearish ခံနေအကြအောင်မှလုံးဝ bearish ကန်နေနေပေါ့နော်အများကြီးဆင်းနေတာပေါ့နော် pick ကို600လောက်ထိကိုဒါဆင်းခဲ့တာပေါ့နော်ဒီနေ့မှာဆိုရင်လည်းကျွန်တော်ဒီအဝယ်တွေသတိထားပါအယောင်းကတော့ဒါကျွန်တော်ရေလိုရောင်းလို့ရပါတယ်အဝယ်သမားတွေအနေနဲ့ဆိုရင်တော့ကျွန်တော်ဒီengulfy ပေါ့နော် bullish engulfy သို့မဟုတ်bullish ပင်ပါပေါ့နော်ဒါမျိုးattack ကန်တဲ့တခုပေါ်မှာပဲကျွန်တော်တို့အဝယ်တွေဝင်မှာအဝယ်တွေကတော့သတိထားမယ်စုံနေပေါ့နော်ဒီမှာ4960 4590ဒီကြားထဲမှာဒီဈေးတန်းတစ်ခုမှာပေါ့နော်ကျွန်တော်တို့ဒီattack ကန်နေပေါ့နော် attack ကန်နေပေါ်မယ်ဟေးဆိုရင်တော့ကျွန်တော်တို့ဝယ်လို့ရပါပြီအကယ်၍4590အားနေပါအောက်ကိုဖောက်ဆင်းမဲ့ဟေးဆိုရင်တော့4400ကနေ4350ထိကိုဆက်လာနိုင်ပါတယ်ဆက်ဆင်းနိုင်ပါတယ်အကယ်၍ကျွန်တော်ဒီ bullish ကန်နေပေါ့နော် attack ကန်နေဒီ4960 4590ဒီကြားထဲမှာ attack ကန်နေပေါ်ခဲ့မယ်ဟေးဆိုရင်တော့ကျွန်တော်ဝယ်ပါ9100 9300ဒီပြီးခဲ့တဲ့တစ်ခေါက်ကရောက်ခဲ့တဲ့ဒီ9600ဒီဝင်းကျင်ထိကိုဒါပြန်လာနိုင်ပါတယ်ဒီ4960နဲ့4590ဒီကြားထဲမှာ attack ကန်နေပေါ်မယ်ဟေးဆိုရင်တော့ကျွန်တော်လိုက်ပြီးတော့အဝေးဒီဝင်မှာ